ဦးဆုံးကကျတော့သူကနီးရစိတ်ပူစရာမလိုပေါ့နော်၃မျိုးတောင်ရတယ်ဆိုတော့သူက solar လည်းရတယ်ဒီgenerator လည်းရတယ် EPC လည်းရတယ်ဆိုတော့ဒါနံပါတ်1ပေါ့နော်နောက်ဒုတိယချက်ကကျတော့လုံခြုံရေး security လည်းအရန်ကောင်းတယ်နောက်ပြီးတော့ကိုယ့်အိမ်ရှိမှလည်းကားပါကင်ပို့လိုက်ရုံပဲဟုတ်အတိကရည်ရွယ်ထားတာကျတော့ဒီမီးနဲ့အတိကကိုရည်ရွယ်ထားတာပဲနောက်ပြီးတော့ security နောက်ဆုံးကဒါပဲနောက်ပြီးတော့ environment နဲ့ဒီ facility အပြည့်နဲ့ပေါ့နော်အရန်တာယာပြီးတော့မှ relax လုပ်လို့ရနေရပါတော့ဟုတ်ကြည့်လာပေါ့ဒီမှာရေအရန်မြင်မြင်ချင်းကြိုက်သွားတာအမတို့ကဝယ်ခဲ့တာကျတော့ဒီ Star City Resale Office ကနေဝယ်ခဲ့တာသူတို့ကဝန်ဆောင်မှုကကျတော့အရင်စိတ်ကြည်နှမှုရတာပေါ့နော်လိုလေတိတ်မရှိဘာမှစိတ်ပူစရာမလိုအမတို့ကရုံးနေပါလေအဲ့လိုပေါ့ဟိုရှုပ်ရှက်အရှုပ်ရှင်းနေအဲ့လိုပဲအရင်စိတ်ပူတာပေါ့နော်သူတို့ကကျတော့ဝန်ဆောင်မှုကပတ်စံပေးလိုက်ရုံပဲစိုက်ထိုးလိုက်ရုံပဲဘာမှလိုလေတိတ်မရှိဒါတော့စိတ်ကြည်နှမှုကတော့အပြည့်ရတယ်အရင် recommend ပေးတယ်ဘာလို့ဆိုရင်ဟို second home အနေနဲ့ပဲဖြစ်ဖြစ်ဒီလိုမျိုးဟိုထိုင်ရပြရတာလည်းအရင်အေးချမ်းတယ်ပေါ့နော်မိလည်းစိတ်ပူစရာမလိုဘူး security လည်းအရင်ကောင်းပါတယ်အကျဉ်းလေးပြုချင်ပါတယ်ကိုယ့်ရဲ့အိမ်မက်က come true ပေါ့နော်